မင်္ဂလာပါခင်ဗျာဒီနေ့ကတော့ခေါင်းစစ်တော်ရဲ့ကြွားတောင်းပါမယ်ဖြစ်ပါခင်ဗျာပါဝင်တဲ့ပစ္စည်းတွေကတော့မုံလာဦးဂေါ်ဘီပန်းသိပ်ပဲဖြစ်ပါတယ်ခင်ဗျာခေါက်ဆွဲရရဲ့ခေါက်ဆွဲနဲ့ခေါက်ဆွဲနဲ့ရောကြော်ထားပါတယ်ခင်ဗျာကျက်တုံလေးကိုစီရင်တက်လိုက်ပါမယ်ခင်ဗျာဂေါ်ဘီလေးကိုထည့်မယ်ပန်းစိမ်းလေးကိုထည့်ပါမယ်နောက်ထပ်မော်လာဦးနီလေးထည့်ပြီးတော့ပွေလိုက်ပါမယ်ခင်ဗျာဒီကလေးနူးအောင်ပွေပြီးတော့စားတရားအချိုမုန်းတို့ထည့်ပါမယ်ခင်ဗျာကလေးနူးရတဲ့အဖုံးလေးအုပ်ထားဖို့လိုပါတယ်ခင်ဗျာအရွက်တွေနူးလာပြီဆိုရင်ခေါက်ဆွဲလေးထည့်ပြီးတော့နေလိုက်ပါမယ်ခင်ဗျာရတာလေးဒီးပြီးတော့သုံးဆောင်နိုင်ပါပြီခင်ဗျာ